နန်းဆောင်ထဲရောက်တဲ့အခါမှာတော့စောစောကဒီမှာကြောင်းနေတဲ့စိတ်တွေပျောက်ပြီးရွှေငွေရတနာတွေကိုမြင်လိုက်ရနဲ့မျက်လုံးရောင်တောက်လာပါတော့တယ်။ရွှေကောင်းရုပ်ရွှေဖားရုပ်တွေကိုကင်ကြည့်ပြီးရွှေစင်းနဲ့တွက်ချက်ကတထေးဖြစ်ပြီးလို့ပြောနေတဲ့အချိန်မှာပဲဖရင်ကြီးထုစစ်ထားပုံရတဲ့ရုပ်တုတစ်ခုကိုမြင်လိုက်ရပါတယ်။နန်းပေါ်ထဲမှာခစ်သက်လိုက်ရာဒီဗစ်ရုပ်တုကိုတွေ့လိုက်ရတဲ့အပြင်ရွှေတွေအများကြီးကိုမြင်လိုက်ရတော့သူမဟာရွှေစည်းနဲ့တွက်ပြီးတထေးချစ်ပြီးဆိုကအယမ်းပြိုသွားပါတယ်။သူတို့နှစ်ယောက်အပြန်လန်မေးမြန်းကြတဲ့အခါမှာတော့သူမကခုနလေးတင်မှကိုဖြောင်းရောက်ရှိလာခဲ့ပြီးမြဲဖရင်ကတော့လွန်ခဲ့တဲ့နှစ်ကတည်းကဒီကဘာကိုရောက်နေခဲ့တာဖြစ်ပါတယ်။ဒါကြောင့်လေသူကရှေးခေတ်လူတစ်ယောက်လို့တည်ငြိမ်နေတာပါ။ဖရင်ကသူရောက်နေတဲ့ကသုံးဇလန်းကိုမဖတ်ဘူးဆိုတာသိလိုက်ရတော့သူမကဇလန်းအကျဉ်းကိုရှင်းပြပါ၏။ဒီဇလန်းရဲ့အထူးဇလိုက်ကဖရင်ရဲ့မယ်တော်မိဖူးရာကြီးချမ်းဖြစ်ပြီးဖရင်ဟောင်းကသူမကိုမချစ်ပဲနှိပ်စက်ခဲ့တဲ့အပေါ်စားအချစ်ဇလန်းပါပဲ။ဒါပေမဲ့အရေးကြီးဆုံးအချက်ကတော့စက်သိန်းပိုင်းမှာလက်ရှိဖရင်ဖြစ်တဲ့သူဟာရုတ်တရက်တည်ဆုံရမှာဖြစ်ပြီးမယ်တော်ကြီးကတော့လင်သေးသားသေးပေမဲ့အာနာရှိချမ်းသာပြီးအသက်ရှည်ရှည်နေသွားရမယ်ဇလန်းပဲဖြစ်ပါတယ်။မင်းသမီးကတော့ဒါဆိုငါတို့မယ်တော်ကြီးနဲ့တွားပေါင်းပြီးမိတ်ဆွေဖွဲ့ရင်မကောင်းဘူးလားလို့အကြံပေးပါတယ်။ဒါပေမဲ့မင်းကြီးကတော့ခေါင်းခါပါတယ်။မင်းယူနေလားမင်းကငါ့တဖေရဲ့အချစ်တော်လီမယ်တော်ကြီးအမုန်းဆုံးမျက်စိစပါးမွေးစူးဆုံးကမင်းပဲတွားပေါင်းရင်တေးမှာပေါ့လို့သတိပေးလိုက်ပါတယ်။ဒါဆိုရင်တော့လုတ်စီလာတလန်းပဲရှိတော့တယ်။ဦးအောင်တိုက်မယ်မယ်တော်ကြီးကိုအရင်ဖြုတ်မယ်ဆိုပြီးတိုင်ပင်နေနှုံးမှာပဲမယ်တော်ကြီးကြွလာတော်မူပြီးဆိုတဲ့အတာနဲ့အတူဘီလင်ကြီးရောက်ချလာပါတော့တယ်။မယ်တော်ကြီးကဒေါသတကြီးနဲ့နင်ဖွက်ထားတဲ့မိန်းမကိုထုတ်ဖေးစမ်းလို့ရန်လုတာပုံမင်းကြီးကတော့အေးဆေးပါပဲဘသူကိုပြောတာလေတားတော်စီမှာအဖေနဲ့အတူတေးရမယ်မိဖုရားဟောင်းမရှိဘူးတားတော်အစ်စ်တင်ဖြောက်ထားတဲ့မိဖုရားလူပဲရှိတယ်လို့ပြန်ခံပစ်လိုက်ပါတယ်မယ်တော်ကြီးကဒါနည်းဖေရဲ့မိန်းမလေဘလို့လို့ယူလို့ရမှာလေလို့အော်တော့မင်းကြီးကခေတ္တကရောက်လာသူပြီးခယူးမဆိုင်ပါဘူးမယ်တော်ကမနာလို့ဖြစ်နေတာလားဒီမိန်းကလေးကအဖေရဲ့အချစ်ကိုရောတားရဲ့အချစ်ကိုပါရထားလို့မီးတောင်းနေတာမလားလို့ပြောလိုက်ပါ၏ဒါတင်မကသေးပါဘူးမင်းကြီးကအပိုင်ကင်လိုက်ပါတော့တယ်မဲတော့ဒီမိန်းကလေးကိုလိုချင်ရတယ်အခုချက်ချင်းမိမဆိုးကြီးအမိန်စာရေးလိုက်မင်းကြီးနဲ့ရွာဆန်ပြီးထီးနှန်းကိုမဲတော်ကြီးစီလွှဲလိုက်မယ်လို့သာရေးလိုက်တော့မဲတော်ကြီးပြီးရင်ထင်မှာပဲသူ့ကိုဖမ်းလို့ရမယ်ဆိုပြီးရာဆဆန်ပေးလိုက်တဲ့အခါမှာတော့မဲတော်ကြီးခင်ဗျာရှေ့ဆက်မတိုးရဲပဲအချက်ရိုက်သွားပါတော့တယ်မင်းကြီးရဲ့စိန်ခေါ်မှုကိုကြားလိုက်ရတော့မဲတော်ကြီးကဒေါသထွက်ပြီးနင်ငေါ့ကိုမတတ်ရဲဘူးထင်နေလားလို့ချင်းချောက်ပါတယ်ဒါပေမဲ့မင်းကြီးကတော့အေးဆေးပါပဲလို့လေလာတက်လေခမေးတော်ပိုင်းတဲ့ຢာတွေကိုမတရားလိုချင်တဲ့အတွက်မဲတော်ကြီးဝက်လဲမဲနေကိုစောင့်နေတာကြာပြီဆိုပြီးပြန်ပြောလိုက်တဲ့အခါမှာတော့မဲတော်ကြီးလည်းဘာမှဆက်မလုပ်ရဲပဲဒေါသတကြီးလှည့်ပြန်သွားရတာပေါ့မင်းသမီးကတော့မင်းကြီးရဲ့စွမ်းဆောင်ရည်ကိုသဘောကျပြီးရှင်အရင်ဘဝကမင်းသားလုပ်ခဲ့တာလားတရုတ်ဆောင်အရန်ကောင်းတာပဲလို့မေးလိုက်တာပေါ့မင်းကြီးကတော့မင်းသားမဟုတ်ပါဘူးအမွေလူရင်းဒရာမာတွေချိုးလာရလို့ဒီလောက်တော့အပြော့ပါဆိုတဲ့သဘောမျိုးပြန်ပြပါတယ်ပြီးတော့မင်းသမီးရဲ့ဘောင်းပီတူလေးကိုကြည့်ပြီးမေးတော့ရှေးခေတ်ကြီးကအဲကောင်မမရှိတာပူလွန်းလို့ကက်ကျင်းနဲ့ကြွက်ဖြတ်ထားတာလို့ပြောလိုက်တော့ငငေါသားနားလည်မှုရသွားကြပါတယ်အဲတော့ကြီးကိုဘလို့ဖြုတ်မလဲလို့တိုင်ပင်ကြတော့မင်းသမီးကစိတ်မပူနဲ့အခုက1025မိမတွေကြီးစိုးမဲ့ခေတ်ရောက်နေပြီကျမတို့နှစ်ယောက်ပေါင်းလိုက်ရင်မဲတော်ကြီးကိုအသာလေးဖြုတ်လို့ရတယ်ဆိုပြီးယုံကြည်ချက်အပြည့်နဲ့ပြောပါတော့တယ်ဒါပေမဲ့မင်းကြီးကအိမ်မပြန်ချင်ဘူးလားလို့မေးတဲ့အခါမှာတော့သူမကညှင်းဆန်လိုက်ပါတယ်အကြောင်းရင်းကတော့ဒီကဘာမှာသူမရဲ့အမားနဲ့တူတဲ့သူရှိနေလို့ပါတယ်မင်းကြီးကအမအတူကိုဘာလို့ဖက်တွေထားချင်ရတာလဲလို့မေးလိုက်တဲ့အခါမှာတော့သူမစီကနေရင်ကွဲစရာအဖြစ်တစ်ခုထွက်လာပါတော့တယ်ဘာလို့လဲဆိုတော့ကျမရဲ့အမားအင်းကတည်သွားပြီလေသူမကခေတ္တမှာအမားဖြစ်သူကိုဆုံးရှုံးခဲ့ရပြီးရှာမတွေ့တော့တဲ့အကြောင်းဖြစ်နိုင်ရင်ကံတရားကအခုလိုပြန်ဆုံခွင့်ပေးတာဖြစ်လိမ့်မယ်လို့ယုံကြည်နေတဲ့အကြောင်းဝမ်းနည်းစွာဖွင့်ဟောလိုက်ပါတယ်မင်းကြီးလည်းတနာသွားပြီးသူ့ကိုဖြူစုကိုရင်တန်းဆိုတဲ့အပြိုတော်တယောက်ပေးလိုက်ပါတယ်မင်းသမီးကတော့ရှေးခေတ်ဝတ်စုံလေးဝတ်ပြီးမင်းကလေးတိုင်းအိမ်မက်မက်ကြတဲ့မိဖုရားဘဝကိုငါရောက်နေပြီပဲငါဘဝတော့တောက်ပါပြီဆိုပြီးကြိတ်ပျော်နေပါလေဒါပေမဲ့သူ့ရဲ့ပျော်ပုံပျော်နေကနည်းနည်းတော့ဆန်နေပါလေဘာလို့လဲဆိုတော့တိုင်းပြည်အရေးဆွေးနွေးတဲ့ရွှေပလင်တော်ကြီးပေါ်မှာတက်ထိုင်ပြီးခြေထုတ်ဆေးနေလို့ပါပဲဘေးကမိုးမက်တွေကဒါတိုင်းပြည်ဖြတ်မဲ့မိမရုပ်ပဲနန်းတော်ကြီးကိုရေချိုးခန်းမှတ်နေလားဆိုပြီးကဲ့ရဲ့နေကြပြီမဲ့မင်းကြီးကတော့ဂယုမဆိုင်ပါဘူးငါနေမြေမှာငါချင်းရလို့မယ်ဘသူပါပြောရှင်လဲဆိုပြီးမင်းသမီးကိုအလိုလိုက်ထားတာပါ
မင်းသမီးကလည်းအာစိန်ရှိလိုက်တာဖိုးတာပါလိုက်ရင်ဓာတ်ပုံရိုက်ပြီး Facebook တင်လိုက်ခြင်းတယ်ဆိုပြီးခေတ်သစ်စတိုင်တွေဖန်နေတော့တာပေါ့မင်းကြီးကလည်းစိတ်ချနောက်ကြရင်ဒီနန်းတော်ကြီးတစ်ခုလုံးကိုမင်းပိုင်စေရမယ်လို့ဂတိပေးလိုက်တော့မင်းသမီးလည်းကြည်နေပြီးဒါဆိုမနှက်ဖြန်ကြရင်နန်းတွင်းထိပ်ကမိဖုရားတွေကိုကျမသွားကြိုက်တွေ့ပေးမယ်လို့တာဝန်ယူလိုက်ပါတယ်